တက်တန်းရင်စပွဲတို့တယောက်နေတယ်မင်္ဂလာပါအရန်ဒီနေ့မှာတော့အရန်ကိုအေးအေးဆေးဆေးနဲ့စကားထိုင်ပြောလို့ကောင်းမယ့်နေရာလေးတစ်ခုရောက်နေပါတယ်အရန်ဒီပေါ့နော်ဒီကိုရီးယားမှာအချိန်ပိုင်းအလုပ်ရင်းနဲ့တွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေကိုစကားပြောသွားချင်ပါတယ်အဲ့တော့ကိုရီးယားကိုပေါ့နော်ကျောင်းတက်ဖို့လာကြတဲ့သူတွေကဒီနေထိုင်စရိတ်အတွက်ပေါ့နော်ကျောင်းတစ်ဖက်နဲ့အချိန်ပိုင်းလုပ်ကြတဲ့သူတွေများပါတယ်ရမ်းဆိုလို့ရှိရင်ဒီကိုရောက်ပြီးတော့တစ်လအကြာမှာပေါ့နော်အချိန်ပိုင်းလုပ်ဖြစ်ပါတယ်အဲ့တော့ဆက်ချင်းပေါ့နော်ပတ်ဝန်းကျင်အတစ်တစ်ခုမှာအဖက်ကနေပြီးတော့နေသားကြဖြစ်ဖို့ရာစူးစမ်းနေရင်းနဲ့ပဲဒီ income တစ်ခုရဖို့အတွက်လည်းပေါ့နော်အလုပ်ရှာနေရတဲ့အချိန်လေးပေါ့နော်အဲ့အချိန်တွေကိုပြန်တွေးကြည့်ပြီးတော့အဲ့ချိန်တုန်းကကိုသိချင်ခဲ့တဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ပြောသွားချင်ပါတယ်အလုပ်ရှာတော့မယ်ဆိုရင် application တွေရယ်နောက် social media နောက်အသိမိတ်ဆွေတွေရယ်ပေါ့နော်ဒီပတ်ဝန်းကျင်တွေအရေးကြီးပါတယ်အဲ့တော့အလုပ်ရှာ app တွေကတော့ဒီ Alibaba Mon Alibaba Chonggu နောက်တစ်ခါ Dangon ပေါ့နော်ဒီ application လေးအများဆုံးသုံးကြတယ်အဲ့ဒီမှာကိုယ့်ရဲ့ဒီကိုမိတ်ဆက်တဲ့စာလေးအနေငယ်ရေးပြီးတော့ရှောက်ရတယ်ပေါ့နော်အဲ့တော့အချိန်ပိုင်းလို့ဆိုတော့လိုအပ်ချက်ကတော့ Usion နဲ့ဘာသာစကားနောက်တစ်ခါအတွေ့အကြုံပေါ့နော်ဆိုအဲ့နှစ်ခုဘလောက်အားတာလဲပေါ့ဆိုတော့ကိုကပေါ့နော်အားနည်းချက်တွေရှိနေရင်တော့မှပေါ့နော်ကိုကဒီအလုံးမှာဘလောက်လုံးချင်လဲဆိုတော့စိတ်ကလေးကိုပေါ့နော်ပြနိုင်တဲ့အရေးသားမျိုးလေးဖြစ်ရင်ခန့်နေတော့လည်းခန့်ကျင်တာပေါ့နော်အဲ့လိုမျိုးပထမဆုံးစလျှောက်တဲ့သူတွေအတွက်ကြတော့ရမ်းဆိုရင်လည်းလုံးဝအတွေ့အကြုံမရှိဘူးအတွေ့အကြုံမရှိတဲ့ကြောင့်မလို့အတွေ့အကြုံတော့မရှိဘူးပထမဆုံးဒီချိုးပိုကြတော့ချိုးပိုကြပဲပေါ့နော်ဒါပေမဲ့လည်းဘယ်အလုံးကိုမဆိုတာဝန်တည်လောက်တတ်တယ်ကြိုးကြိုးစားလောက်တတ်တယ်လူတယောက်ဖြစ်ပါတယ်ပေါ့အဲ့လိုပုံစံမျိုးလေးထည့်ရေးပြီးတော့ရှောက်တယ်ပေါ့နော်ဆိုတော့တစ်ခုတည်းနဲ့တော့မရဘူးပေါ့အဲ့လိုမျိုးအဆင်ပြေမယ်ထင်တဲ့အလုပ်ကလေးထိုးလည်းတခြားအဲ့လိုမျိုးစာရေးပြီးတော့ရှောက်တာလည်းရှိတယ်နောက်တစ်ခုကတော့ဒီ social media ပေါ့နော် social media ဆိုတော့ရန်ဆိုလို့ရှိရင်ရန်တို့ဒီ Arju University student cycle ဆိုရဲgroup လေးရှိရပေါ့နော်အာကျူးကျောင်းသားတွေအများကြီးရှိရ group ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်းအလုပ်ခေါ်စာတွေစီနီယာတွေကနေပြီးတော့တင်ပေးတဲ့အလုပ်ခေါ်စာတွေရှိတဲ့ခါကျတော့ကိုယ့်ရဲ့မြန်မာအသိမိတ်ဆွေရနေချင်းဒီမှာလည်းလုံးလက်စမြန်မာတွေလည်းရှိရဲဆိုပြီးတော့ခေါ်တဲ့အလုပ်လေးဆိုလို့ရှိရင်တော့အစားအစာချင်းလုံးမဲ့သူတွေအတွက်တော့အဆင်ပြေတာပေါ့နော်နောက်တစ်ခုကတော့အတိမိတ်ဆွေတွေပေါ့နော်ဒါကတော့စရောက်ချင်းသူအတွက်ဆိုရင်တော့နည်းနည်းလေးခဲရင်နိုင်ပါတယ်အတိမိတ်ဆွေလည်းတိတ်မရှိသေးဘူးပေါ့နော်တကယ်ချင်းလည်းအများကြီးမရှိသေးဘူးဆိုလို့ရှိရင်ပေါ့နော်ရှိရခါကျရင်တော့ကိုယ့်ရဲ့ဒီအတိမိတ်ဆွေတွေကအချင်းချင်းတဆင့်နဲ့အလုံးခေါ်စာလေးရနိုင်ပါတယ်နိုင်ငံခြားသားကျောင်းသားတွေအတွက်ကိုရီးယားမှာဘယ်လိုအလုပ်နေရာတွေကအများဆုံးခေါ်တတ်လဲဆိုရင်စားတောက်ဆိုင်အလုပ်နောက်ပြီးရင် convenience store တွေပြီးတော့ရင် coffee shop တွေပေါ့နော်အဲ့လိုမျိုးဆိုင်လေးတွေကအများဆုံးခေါ်ကြပါတယ်ရန်ကတော့စားတောက်ဆိုင်မှာလုပ်ခဲ့ဖို့ကအများဆုံးပဲပေါ့နော်ဒီတစ်ခေါက်မှာတော့ရန်ကဒီစားတောက်ဆိုင်အချိန်ပိုင်းအလုပ်အတွေ့အကြုံလေးကိုအများကြီးပြောသွားချင်ပါတယ်အဲ့တော့စားတောက်ဆိုင်မှာပေါ့နော်ရန်ဆိုလို့ရှိရင်ဒီစားတောက်ဆိုင်မှာကဟောမှာလောက်တာလည်းရှိတယ်ဒါအရှိပိုင်းမှာလောက်တာပေါ့နော်နောက်တစ်ခုကဂျူဘန်လို့ခေါ်တဲ့ဒီမီးဖို့ချောင်မှာလောက်တာလည်းရှိတယ်ပေါ့နော်ဆိုတော့ရန်ကတော့ဒီဟိုးမှာလောက်ခဲ့တာဖြစ်တဲ့အတွက်ဒီwhole shopping လို့ခေါ်တဲ့ဆိုင်အရှိပိုင်းအချိန်ပိုင်းလို့အကြောင်းလေးဆက်ပြောသွားပါမယ်Horror shopping အလုံးမှာဆိုရင်ပေါ့နော်ရန်ကတော့ဒီလောက်ခဲ့ဖို့တဲ့ဆိုင်တွေကတော့ဒီစွပ်ပြုတ်ရောင်းတဲ့ဆိုင်ပေါ့နော်စွပ်ပြုတ်ဆိုင်ရှိမယ်ကိုရီးယားအစားအစာဘူဖေးဆိုင်ရှိမယ်ကင်ဘတ်ဆိုင်မယ်ဒါပေမဲ့ကင်ဘတ်ကလက်ရခက်လို့ဆိုပြီးတော့အဲ့ဒါခဏလေးပဲလုပ်ပြီးတော့ပြန်ထွက်လာတဲ့ဆိုင်ပေါ့နော်စက်ကြော်ဆိုင်မှာလည်းလုပ်တယ် delivery ပဲရောင်းတဲ့ delivery ဆိုင်တွေမှာလည်းလုပ်ဖူးတယ်နောက်အသားကင်ဆိုင်ပေါ့နော်အဲ့မှာလည်းလုပ်ဖူးပါတယ်ဆိုတော့ဆိုင်တွေကတော့များတယ်ပေါ့နော်whole shopping အနေနဲ့ခေါ်တဲ့ဆိုင်အမျိုးအစားတွေကတော့ဒါအစားအသောက်အမျိုးမျိုးရောင်းချတဲ့ဆိုင်လို့အလွယ်တကူသိထားလို့ရှင်တော့ရရပေါ့နော်ဆိုတော့အဲ့လိုဆိုင်တွေမှာတော့အဓိကတော့လုံးရတဲ့အလုပ်ကတော့ဒီဧည့်သည်လာလို့ရှိရင်ဧည့်သည်အရင်ဆုံးနေရာချပေးမယ်ပြီးတော့ရင်သူ့ရဲ့အမှားပေါ့နော် order လက်ခံမယ်ပြီးသွားလို့ရှိရင်သူ့အတွက်ကိုထွက်ရမယ့် table setting ပေါ့နော် table setting လုပ်ပေးမယ်
side dish တွေရှိမယ်ဆိုလို့ရှိရင်ကိုရီးယားတွေကြတော့ကိုရီးယားအစားအသောက်တော်တော်များများ side dish တွေများတဲ့ခါကျတော့ side dish တွေအရင်ချပေးမယ်ပြီးတော့မှ main dish ချပေးရပေါ့နော်ပြီးသွားလို့ရှိရင်အဲ့ဒါပြန်သွားတဲ့ခါကျရင်ဒီဟာဝိုင်းသိမ့်တယ်အဲ့ဒီအနေမှာတခါပကံစီရဲ့နေရာသွားပေးပြီးသွားလို့ရှိရင်ပြန်ထွက်လာတဲ့ပကံတွေကိုပြန်ပြီးတော့ပြန်တုံးမယ်နေရာပြန်ချမယ်အဲ့လိုပုံစံမျိုးနဲ့လဲပတ်သွားတာပေါ့နော်ကိုရီးယားမှာရှယ်ဆိုင်တော်တော်များများကတော့ဒီ order လက်ခံတာပေါ့နော်ဟိုtable တိုင်းမှာဒီလို tablet လေးရှိတဲ့ခါကျတော့ tablet ကနေမှအဲ့တဲ့ကသူ့ဖတ်သူ order မှာလိုက်တာမျိုးဆိုလို့ရှိရင်တော့ကိုကသွားပြီးတော့ order ကောက်စရာမလိုတော့ဘူးပေါ့နော်အဲ့လိုဆိုရင်တော့အဲ့တခုတော့အလုပ်ရှုပ်သက်သာသွားတယ်ဒါပေမဲ့လို့လာတဲ့ဧည့်သည်တွေမှာဧည့်သည်30%လောက်ကတော့ tablet မသုံးတတ်ကြသေးတဲ့သူတွေရှိသေးတယ်ပေါ့နော်ဆိုတော့သူတို့လိုဧည့်သည်တွေအတွက်ကိုတော့ကိုကသွားပြီးတော့အမှားလက်ခံပေးရတာမှန်ကွာသွားပြီးတော့ tablet မှာမှာတတ်အောင်ကူညီပေးရတာမျိုးပေါ့နော်အဲ့မျိုးလေးရှိမယ်ဂျားရက်ဒီမှာအချိန်တူလောက်တာမျိုးမဟုတ်ဘဲねကြောင်းပိတ်ရက်2ရက်မှာပေါ့နော် full time လုပ်တဲ့ဟာတွေဆိုလို့ရှိရင်တော့မနေ့ခင်ဆိုင်ဖွင့်တဲ့အချိန်ကနေမှဆိုင်ပိတ်တဲ့အချိန်ထိဆိုလို့ရှိရင်တော့ဒါဆိုင်လုံးရဲ့ပေါ့နော်တနေ့တာလုပ်ငန်းစဉ်တွေအကုန်လုံးလုပ်ရတယ်ပေါ့နော်အဲ့တော့ open လုပ်တဲ့ခါကြလို့ရှိရင်လည်းပဲစပြီးပစ္စည်းတွေစထည့်မယ်တေးဘဲတွေမှာဆိုလို့ရှိရင်ပစ္စည်းစဖြစ်ရမျိုးကြီးရှိမယ်ပေါ့နောက်ဆိုင်သိမ်းသွားတဲ့ခါကြလို့ရှိရင်လည်းပဲနောက်နေ့အတွက်ကိုပြန်ပြီးတော့ဂျွန်းဘီပြန်လုပ်ရတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်လေးတော့ရှိပါတယ်whole serving ကလာစားဘယ်လိုမျိုးပေးလဲပေါ့နော်ဆိုရင် whole serving ကတော့ဒီအခုကိုရီးယားနိုင်ငံမှာအခြေခံလာစား2026ခုနှစ်မှာ1320ပေါ့နော်ဒါအခြေခံလာစားwhole serving ကကြတော့320ပေးရဆိုင်တွေလည်းရှိမယ်1500ပေးတယ်နောက်1100ပေးတယ်ပြီးရင်12000 1300ကနေ1000ခွဲအထိပေးကြရတယ်ပေါ့နော်12000 1300ဆိုရင်တော့ဒါတေးကြရဲသူရောင်းရလို့ဆိုင်ရောင်းရတဲ့ဆိုင်မျိုးမှုလို့ပေါ့နော်အဲ့လောက်ပေးနိုင်တယ်12000 1300ဆိုနည်းနည်းလေးပို့ပြီးတော့ပြင်မန်းတယ်ပေါ့နော်အဲ့တော့တက်တန်းရဲ့စပွဲတို့တယောက်အနေနဲ့tips လေးပြန်ပြီးတော့ share ရမယ်ဆိုလို့ရှိရင်တော့အလုံးပထမဆုံးဒီအလုံးစားရှာတဲ့သူအတွက်ပေါ့နော်လုံးဝအတွေ့အကြုံမရှိသေးတဲ့သူတယောက်အတွက်အလုံးရဖို့အတွက်ပေါ့နော်ဒီအလုံးရှင်ကကိုခန့်ကျင်လောက်တဲ့ scale ကဘာဖြစ်မလဲဆိုတော့ဘာသာစကားထက်ပေါ့နော် ilmori လို့ခေါ်မယ်ပေါ့နော် sense ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်နည်းနည်းလိုမျိုးပနက်နက်ရှိတာအလိုက်တိတာပေါ့နော်အဲ့ဒီအရေးအချင်းတစ်ခုကဒါအလုပ်ရှင်တွေတော်တော်များများကြိုက်တဲ့အရေးချင်းတစ်ခုပေါ့နော်အဲ့တော့အလိုက်တိတာပေါ့ဆိုတော့ဘာလိုအပ်နေလဲဘာလုပ်ပေးလိုက်ရမလဲဘယ်ချိန်မှာဘာလုပ်ရမလဲအဲ့ဒီဟာကိုစဉ်းစားတဲ့ဟာနောက်လှုပ်ရှားတဲ့ဟာပေါ့နော်အဲ့ဒီဟာကတတိတော်တော်များများကြိုက်တဲ့အရေးချင်းပါအဲ့အနေနဲ့တော့ပထမဆုံးအရေးကြီးတာကတော့အဲ့ဒီsense ကအရေးအကြီးဆုံးလို့ထင်တယ်ပေါ့နော်နောက်ဒုတိယမြောက်ကတော့ဘာသာစကားပါဆိုထုံးကိုတီချာပေါ့နော်ဧည့်သည်နဲ့ပြောတဲ့အခါမှာလည်းပုံမှန်ပြောနေကြစကားတွေပါပဲဒါတွေကလေလုံရင်းနဲ့တော့ဒီစကားတွေကထက်ခါလေ့ကျင့်ပြီးသားဖြစ်သွားမှာပေါ့နော်ဆိုတော့လိုအပ်တဲ့စကားအသုံးနှုန်းလေးတွေကိုပြပြတတ်နဲ့တိချာပေါ့နော်ပြောနိုင်ရမယ်ဘာလို့လဲဆိုတော့လူတွေနဲ့ဆက်ဆံပြီးတော့လုပ်ရတဲ့လုပ်ဖြစ်တဲ့အတွက်ဘာသာစကားကအရေးကြီးပါတယ်အဲ့တော့ခန့်တဲ့သူတွေကလည်းပဲလူစကားရတဲ့သူခန့်ကြရပေါ့နော်ဆိုတော့အကယ်၍များကိုကစကားအလောက်ကြီးမရသေးဘူးဆိုရင်တော့မှပဲကိုရီးယားလိုစကားလုံးတွေသုံးပြီးတော့ကိုရီးယားလိုပြောနေတယ်ပေါ့နော်ပုံစံမျိုးကိုယ့်ရဲ့အဲ့လိုစူးစမ်းခြင်းစိတ်ကိုပြနိုင်တဲ့အနေအထားမျိုးအင်တာဗျူးမှာလုပ်ခဲ့တာအလုပ်ရဖို့အတွက်ပိုတည်ကြပါတယ်နောက်တစ်ခုကတော့စိတ်နေစိတ်ထားပေါ့နော်ကိုကပေါ့နော်ဟိုကျောင်းတစ်ဖက်နဲ့ဒီလိုမျိုးကိုယ့်ရဲ့ဝင်ငွေရှာရတဲ့ပေါ့နော်ကျောင်းသားတယောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ identity ကဘယ်တော့မှမပြောက်သွားစေချင်ဘူးပေါ့နော်အချိန်ပိုင်းအနေနဲ့ဒီလောက်ကိုတစ်သက်လုံးရေရှည်လောက်သွားမယ်အဲ့လိုမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့လောက်တဲ့အချိန်မှာတော့ကွာအပြစ်ပေးရကွာဒါပေမဲ့ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုခေါင်းထဲကထုတ်ပေါ့နော်အဲ့လိုမျိုးဖြစ်လုံးနိုင်အောင်ကြိုးစားရပေါ့မဟုတ်လို့ရှိရင်ပင်မနေပေါ့နော်နောက်တစ်ခုရန်ပြောချင်တာကပေါ့နော်ရန်အနေနဲ့ပေါ့နော်ကိုရခံယူချက်ကပေါ့နော်ငါဘယ်လောက်ကိုပဲလုံးအကောင်းဆုံးလုံးမယ်ပေါ့နော်အကောင်းဆုံးလုပ်မယ်ငါမှရှိရဲ့ကိုကညာအကုန်လုံးသုံးပြီးတော့လုပ်မယ်ဆိုရဲစိတ်တော့ရှိရပေါ့နော်ဆိုတော့ဒီအချိန်ပိုင်းလုပ်မှလည်းရန်ကဒါဆိုရင်ဒါကွာစပွဲထိုးအလုပ်ကွာဒါပေမဲ့ဒီစပွဲထိုးလုပ်ကိုလည်းကိုရဲ့ရှိသမျှဟာအကုန်လုံးရန်ပေးတယ်အပြည့်ပေးတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းလုပ်ရင်းနဲ့တိလာရတာကြတော့တချို့တော့ပေါ့နော်ဒီဆိုင်ရှင်တွေကတချို့တော့လူတွေကကိုပေးရနဲ့မတန်ဘူးပေါ့နော်အဲ့လိုပဲပြောရမလားပေါ့နော်
ကဲပြီးမြကိုကအဲ့လိုမျိုးကိုပေးရတာတွေကမတန်ဘူးလို့ခံစားလာရတဲ့ခါကြလို့ရှိရင်ရန်ကတော့ကိုကအဲ့လိုကောင်းကောင်းမလုပ်လိုက်ရလို့ရှိရင်ကိုစိတ်ထဲမှာမကျင်တတ်ဘူးပေါ့နော်ဆိုတော့ငါသူတို့အတွက်လုပ်တာမဟုတ်ဘူးကိုအတွက်ကိုလုပ်တာဆိုပြီးတော့အဲ့ဒီဟာအတွက်ငါစူးစမ်းပေးလိုက်ရလေချင်းဆိုပြီးတော့နောင်တတော့မရဘူးပေါ့နော်ဒါပေမဲ့လို့လူတိုင်းရပေါ့နော်အကုန်လုံးချပြတာနဲ့မတန်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကတော့ကိုရဲ့ဆုံးဖြတ်ချက်နဲ့ကိုပါပဲအဓိကကတော့ကိုခရုဆိုင်ဖို့ကိုနဲ့ကြိုက်တဲ့ဟာကိုတီးဖို့လိုတယ်ပေါ့နော်ငါကဘယ်လိုမျိုးလူလဲငါဘယ်လိုမျိုးဆုံးဖြတ်ချက်နဲ့လုပ်တဲ့သူလဲပေါ့နော်ဆိုတာကိုတီးဖို့လိုပါတယ်လုံနေရမှာပဲဖြစ်ဖြစ်အလုပ်ရှင်ပေါ်မှာပဲဖြစ်ဖြစ်ပုံမှန်လေးဆက်ဆံသွားတာကကိုယ့်အတွက်ပေါ့နော် safe အဖြစ်ဆုံးဆက်ဆံရေးလို့ရမ်းတော့ထင်တယ်ပေါ့နော်ချိန်ပိုင်းလောက်အတွက်နောက်တိထားမယ်အရေးကြီးတာတစ်ခုကဒီအချိန်ပိုင်းလောက်တဲ့နာနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းလေးပေါ့နော်အဲ့တော့ကိုကဒီကိုရီးယားမှာဘာဗီဇာနဲ့ရောက်နေရလဲဆိုရင်ကိုယ့်ရဲ့ဗီဇာအလိုက်ကိုပေးထားတယ်ဒီလိုမျိုးအချိန်ပိုင်းလောက်ခွင့်စီမင်းစည်းကမ်းလေးရှိရပေါ့နော်နိုင်ဘယ်လောက်လုပ်လို့ရတယ်ဆိုတာမျိုးပေါ့ဒီ2ကျောင်းသားကကြတော့ကိုရီးယားကိုစားရရောက်ချင်းမှာပဲဒီအလုပ်လျှောက်လွှာကိုတင်လို့ရတယ်ဒါပေမဲ့ D4 ကျောင်းသားတွေကြတော့ကိုရီးယားကိုစားရောက်ပြီး6လနေပြီးတော့မှဒီအလုပ်လျှောက်လွှာတင်လို့ရတယ်ဆိုတာပါပေါ့နော်ဆိုတော့အလုပ်လျှောက်လွှာတင်မှသာဒီအလုပ်ကတရားဝင်အလုပ်ဖြစ်မှာပေါ့နော်တရားဝင်လုပ်နေတာဖြစ်မှာပေါ့ဆိုတော့ဒီလဝကရုံးကိုဘယ်ချိန်မှာဒီအလုပ်ကိုလုပ်နေပါတယ်ဆိုတဲ့ဟာကိုတင်ပြီးရင်သူတို့က2ပတ်လောက်ကြာရင်စစ်ဆေးပြီးသွားတဲ့ခါကြာရင်ဒီအလုပ်လုပ်ဖို့အတွက် accept လုပ်ပေးတယ်ပေါ့နော်ဒါဆိုရင်တော့ဒါတရားဝင်လုပ်နေတာဖြစ်ပါတယ်ဒီအိုင်ဘိုင်ရှင်းချုံးကိုလည်းလုပ်ဖို့အတွက်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့နည်းနည်းစာရွက်စာတမ်းကိစ္စကြတော့လုပ်ရမှာပြင်းကြရပေါ့နော်ရန်ကိုယ်တိုင်လည်းအဲ့လိုပါပဲဒါပေမဲ့လို့လှုပ်ထားရင်ကောင်းပါတယ်လှုပ်တင်တယ်ပေါ့နော်ဒီဟာနောက်ပြဿနာကြီးဖြစ်လာတဲ့ခါကြလို့ရှိရင်ကိုကတရားဝင်လှုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုင်ဘိုင်ရှင်းချုံးကတော့လှုပ်တင်ပါတယ်ကဲဒါကတော့နောက်ဆုံးအကြောင်းအရာလေးပါမြန်လေးပြောမှဖြစ်တော့မယ်TND vlog ကိုနေမဝင်ခင်ပြအောင်ရိုင်းမလို့ပေါ့နော်မိုးချုပ်သွားလို့ရှိရင်မှောင်သွားမှာပေါ့နော်အခု9နာရီခွဲတော့မယ်ဒါပေမဲ့မိုးမချုပ်သေးဘူးပေါ့နော်ဆိုတော့မြန်လေးပြောလိုက်ပါမယ်ဒီဆိုင်မှာငါလှုပ်တင်မလှုပ်တင်ပေါ့နော်လှုပ်ရင်ကောင်းမလားမလှုပ်ရင်ကောင်းမလားစဉ်းစားတဲ့အခါမျိုးမှာပေါ့နော်ခုနပြောသလိုဒီကိုသွားတဲ့ဆိုင်ရဲ့အနေထားနောက်တစ်ခုကအလုပ်ရဲ့အနေထားပြီးတော့လို့ရှိရင်သူ့ရဲ့ payment system ပေါ့နော်သူဘယ်လိုမျိုးလာစာပေးလဲအဲ့ဒီမှာအဲ့လိုတချို့ဆိုင်နေဆိုလို့ရှိရင်အခွန်ဖြတ်တယ်ဆိုပြီးတော့ပေါ့နော်ဖြတ်တဲ့ percentage လေးလည်းရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးတိတိကျကျရှင်းရှင်းလင်းလင်းဖြစ်အောင်လို့မေးပြီးတော့တေချာစဉ်းစားပြီးတော့အဲ့ဒီအချက်ကလေးထည့်သွင်းစဉ်းစားပြီးတော့ငါလှုပ်တင်လားမလှုပ်တင်လားဆိုတာဆုံးဖြတ်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီဘယ်အလုပ်ကိုမဆိုအလုပ်ဟူသမျှခုံရှိသွားလို့စဉ်းစားပြီးတော့လုပ်ပါတယ်အဲ့တော့ဒီလိုမျိုးသစိမ်းနေရာတစ်ခုမှာပေါ့နော်ဒီလိုမျိုးအသားကြောင်လည်းလုပ်ရတဲ့အပြင်ကိုဒီလိုမျိုးအလုံးနဲ့တွေ့ကြုံရတဲ့လူတွေကလည်းပဲကိုယ့်ရင်ကလူတွေမဟုတ်တဲ့အခါကျတော့အမျိုးမျိုးပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနိုင်ပါတယ်အဲ့ဒီဟာလေးကိုလည်းတက်နိုင်တဲ့လောက်ပြန်ပြီးတော့ healing လုပ်ပါပေါ့နော်အဲ့ဒီများဒီလိုမျိုးအလုံးနဲ့ပတ်သက်ပြီးတော့များသိချင်တာလေးရှိလို့ရှိရင်ရန်ကိုကို DM လုပ်လို့ရပါတယ်သိရဆိုလို့ရှိရင်တော့အကုန်လုံးအိတ်သွန်ဖောင်မောက်ပြောပြပေးမှာပါအဲဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲနောက်ကရှုခင်းလေးကိုကြည့်ရင်ねဒီ vlog လေးကိုအဆုံးသတ်ရှင်ပါတယ်ရှင်안녕